ခင်ဗျားပြောတာအရန်ကိုအချက်ကျတယ်လို့အခုခေတ်မှာလူတိုင်းစိုးရိမ်နေကြတဲ့အဓိကအချက်ကြီးပါပဲကျွန်တော်က data တွေပေါ်မှာအခြေခံပြီးတက်နိုင်တဲ့လောက်ပွင့်ပွင့်လင်းလင်းနဲ့လက်တွေ့ကျကျသုံးသပ်ပြပါမယ်။နောက်10နှစ်မှာဖြစ်လာနိုင်တဲ့အခြေအနေကိုအချက်3ချက်နဲ့ခွဲကြည့်ရအောင်ဗျာ။နံပါတ်1အလုပ်ကိုင်တွေတကယ်ပဲပျောက်သွားမှာလား AI ကြောင့်အလုပ်ကိုင်တွေပြောင်းလဲသွားမှာကတော့သိကြပါတယ်။ဥပမာစရင်းကိုင်တာ data ရိုက်တာဒါမှမဟုတ်ပုံသေးကားချက်လုပ်ရတဲ့အလုပ်တွေမှာ AI ကလူထက်ပုံမြန်ပိုတိကျနေပါပြီ။စိန်ခေါ်မှုအလုပ်ခွင်နဲ့အသစ်ဝင်မဲ့သူတွေအတွက်နေရာကျင်းလာနိုင်တယ်။အမြင်ဒါပေမဲ့တမိုင်းတစ်လျှောက်မှာစက်မှုတော်လိုင်းရေးတုန်းကလည်းစက်တွေကြောင့်အလုပ်ပြုတ်ကုန်ကြပေမဲ့နောက်ပိုင်းမှာစက်ပြင်သမား engineer ဆိုတဲ့အလုပ်အသစ်တွေပေါ်လာတယ်လို့မျိုးပဲ AI ကိုခိုင်းတတ်တဲ့သူတွေအတွက်အလုပ်ကိုင်တစ်တွေထပ်ပေါ်လာဖို့ရှိပါတယ်။နံပါတ်2ပတ်စံဘယ်လိုရှာကြမလဲလက်တဆုပ်စာလူစုပဲချမ်းသာမှာလားဒါကနိုင်ငံရေးနဲ့စီးပွားရေးစနစ်ပေါ်မှာအများကြီးမူတည်ပါတယ်အခုနိုင်ငံတကာကပညာရှင်တွေဆွေးနွေးနေကြတာကတော့လူတွေအလုပ်မရှိရင်အစိုးရက AI စီကရတဲ့အမျက်ခွန်တွေနဲ့လူတိုင်းကိုအခြေခံလာစာပေးရမယ်ဆိုတဲ့စနစ်ပါအနေရခင်ဗျားပြောသလိုဤပညာပိုင်ရှင်တွေပဲအစမတန်ချမ်းသာသွားနိုင်တဲ့အနေရကတော့တကယ်ရှိပါတယ်ဒါကိုထိန်းချောင်းဖို့ကဤပညာထက်နိုင်ငံတကာဥပဒေတွေကပိုအရေးကြီးလာပါလိမ့်မယ်နံပါတ်3 AI ကကဘာကြီးကိုအုပ်စိုးသွားမှာလားလူသားတွေရဲ့တီထွင်ကြံစမှုနဲ့ရုန်းကန်လို့စိတ်က AI မှာမရှိပါဘူး AI ဆိုတာတွက်ချက်မှုတက်တက်ပါ generation ပြဿနာလူတွေကဘာမှမလုပ်ပဲ AI ကိုပဲမိခိုနေရင်တော့လူသားတွေရဲ့ဉာဏ်ရည်ကတကယ်ပဲနှိမ့်ကျသွားနိုင်ပါတယ်အဆုံးဖြတ် AI ကအုပ်စိုးတာထက် AI ကိုပိုင်ဆိုင်တဲ့သူတွေကကျန်တဲ့သူတွေကိုအုပ်စိုးတာကပိုဖြစ်နိုင်ခြေရှိပါတယ် AI ကသူ့အလိုလိုအာဏာလိုချင်တဲ့စိတ်မရှိပါဘူးအဲ့ဒါကလူတွေမှာပဲရှိတာပါကျွန်တော်ရဲ့သုံးသက်ချက်နောက်10နှစ်မှာကဘာကြီးကအရေးချင်းအစ်စ်တွေကိုတောင်းဆိုလာပါလိမ့်မယ်အရင်လိုမှတ်မိရုံလုပ်တဲ့ရုံနဲ့မရတော့ပဲ AI ကိုဘယ်လိုထိရောက်အောင်ခိုင်းမလဲဆိုတဲ့အတွေးခေါ်ရှိတဲ့သူတွေကပဲရှေ့ရောက်မဲ့ဖြစ်ပါလူသားတွေရဲ့ရုန်းကန်မှုကပုံစံပြောင်းသွားမှာပါအရင်ကအစာရှာဖို့ရုန်းကန်ရတယ်ဆိုရင်နောက်10နှစ်မှာ AI ခေတ်ထဲမှာကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုထိန်းထားမလဲဆိုတာကအဓိကရုန်းကန်မှုဖြစ်လာပါလိမ့်မယ်ခင်ဗျားရောဒီလိုအပြောင်းလဲကြီးမှာလူသားတွေအနေနဲ့ AI ကဘယ်တော့မှအစားထိုးလို့မရနိုင်တဲ့တခုတည်းသောအရာကဘာဖြစ်မယ်လို့ထင်တယ်လဲဗျာ